မင်းဈေးဝယ်ထွက်တဲ့အခါမင်းကအဖော်လုပ်ပေးမယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုဘယ်လိုပြောရမလဲအဖော်လုပ်ပေးတာကိုအင်္ဂလိပ်လိုဘယ်လိုပြောအောင်စဉ်းစားကြည့်အောင်ဒီလိုလေးပြောလို့ရပါတယ် keep somebody company ဆိုပြီးတော့ပြောလို့ရပါတယ်ကဲဥပမာဝါကြလေးကြည့်ကြည့်အောင်မင်းကအဖော်လုပ်ပေးမယ်ဆိုလို့ရှိရင် I will keep you company မင်းကအဖော်လုပ်ပေးမယ်မင်းဈေးဝယ်ထွက်တဲ့အခါမှာမင်းကအဖော်လုပ်ပေးမယ်ဆိုလို့ရှိရင် I will keep you company when you go shopping I will keep you company when you go shopping မင်းဈေးဝယ်ထွက်တဲ့အခါမှာမင်းကအဖော်လုပ်ပေးမယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ကဲနောက်ထပ်ဥပမာဝါကြလေးကြည့်ကြည့်အောင်ငါရဲ့ခွေးလေးကငါအထီးကျန်တဲ့အခါတိုင်းအဖော်အမြဲလုပ်ပေးတယ်ဆိုလို့ရှိရင်အင်္ဂလိပ်လို My dog keeps me company whenever I feel lonely My dog keeps me company whenever I feel lonely ငါရဲ့ခွေးလေးကငါတယောက်တည်းအထီးကျန်နေတဲ့ခါတိုင်းအဖော်အမြဲလုပ်ပေးတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ကဲတယောက်ယောက်ကိုအဖော်လုပ်ပေးတယ်တယောက်ယောက်ကကိုယ့်ကိုအဖော်လုပ်ပေးတယ်ဆိုလို့ရှိရင် keep somebody company ဆိုပြီးတော့ဒီဟာလေးပြောလို့ရဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့ share လုပ်ချင်တာဒီဟာလေးဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ပြီးကျွန်တော်တောင်းဆိုပါတယ် Thanks for watching see you in the next video